မျက်နှာမှာဥမာဘယ်လိုမျိုးဟိုဖြစ်လဲဥမာဝက်ချန်ထွက်တတ်တာလားကိုကဒါမှမဟုတ်အသားကြီးတွန့်တာလားဘယ်လိုမျိုးဟိုဖြစ်လဲ သား6တာပေါ့သား6တယ်အဲ့လိုနည်းနည်းလေးဘယ်လိုပြောပြမလဲဒီ smile line လေးလည်းနည်းနည်းရှိတယ်။အော်အဲ့ဒီဟာကိုတော့တိတ်မကြိုက်ဘူးပေါ့နော်။ Okay ဒီနေ့အမားတို့ပေါ့နော်ဒါတို့ထိုးပေးမှာ Sculptra ပေါ့ Sculptra ကြတော့ဗာလဲဆိုလို့ရှိရင်သူ့မှာပါတဲ့ဟာကြတော့သူကဟိုကပါတယ် PLLA ဆိုတာပါတယ်ပေါ့နော်အဓိကမျက်နှာမှာရှိတဲ့ collagen ကို stimulation လုပ်တာအဲ့တော့မျက်နှာကိုယ်ပိုင် collagen ကို stimulation လုပ်တာအားလုံးမင်္ဂလာပါကျွန်မဒီနေ့ကတော့မျက်နှာကို glow ပြီးတော့ပေါ့နော်နှုတ်ပြိုသွားအောင်သွားလုပ်မှာဖြစ်ပါတယ်အရင်တော့ကဘာထိုးဘူးလဲညီမလေးမထိုးတခါမှမထိုးဘူးโอเคမျက်နှာဘယ်ဟာလေး concern ရှိလဲဥမာဈေးလောက်ပဲထိုးဘူးတယ်မျက်နှာမှာဥမာဘယ်လိုမျိုးဟိုဖြစ်လဲဥမာဝက်ချန်ထွက်တတ်တာလားကိုကဒါမှမဟုတ်အသားကြီးတွန့်တာလားဘယ်လိုမျိုးဟိုဖြစ်လဲသား6တာပေါ့သား6တယ်အဲ့လိုနည်းနည်းလေးဘယ်လိုပြောပြမလဲဒီ smile line လေးလည်းနည်းနည်းရှိတယ်အော်အဲ့ဒီဟာကိုတော့တိတ်မကြိုက်ဘူးပေါ့နော်โอเคဒီနေ့အမားတို့ပေါ့နော်ဒါတို့ထိုးပေးမှာ Sculptra ပေါ့ Sculptra ကြတော့ဗာလဲဆိုလို့ရှိရင်သူ့မှာပါတဲ့ဟာကြတော့သူကဟိုကပါတယ် PLLA ဆိုတာပါတယ်ပေါ့နော်အဓိကမျက်နှာမှာရှိတဲ့ collagen ကို stimulation လုပ်တာအဲ့တော့မျက်နှာကိုယ်ပိုင် collagen ကို stimulation လုပ်တာပေါ့အဲ့တော့ထိုးပြီးချင်းမှာတော့သူကနည်းနည်းလေးရောင်နေဒါပေမဲ့လည်း2ရက်3ရက်ဆိုပုံမှန်ဖြစ်သွားတယ်ပြီးရင်တော့သူက2ပတ်မြောက်လောက်ပေါ့10ရက်2ပတ်လောက်ကဆိုရင် collagen ထုတ်တယ် collagen ကိုလာပိုင်းထိထုတ်တာပေါ့6လ8လလောက်ထိထုတ်တယ်ဆိုတဲ့အခါကျတော့ထွက်နေတဲ့အချိန်မှာလည်း skin ကကောင်းလာတယ်ငကို skin ကောင်းတယ်လို့ပေါ့ပြီးသွားလို့ရှိရင်လည်းနောက်ထပ်6လလောက်ထိသူကဆက် glow နေတာပေါ့နော် skin ကောင်းနေရဆိုတော့အဲ့ဒါတွေထိုးပေးမယ်ပေါ့နော်ကြောက်လားကြောက်တယ်မကြောက်နဲ့ဘာမှမဖြစ်ဘူးเนาะဒါတို့ကထုံစည်းလေးလိမ့်ထားတယ်ပြီးရင်လည်းထုံစည်းလေးထိုးပေးဦးမှာနည်းနည်းအောင့်တယ်လို့လေးပဲခံစားရမှာเนาะပြီးရင်လှအောင်မှာ okay အဲ့ဆိုစထိုးလိုက်မယ်နော် Hold on girl now wait just a minute I've got something to say you should hear it oh I'm happy to make time for your feelings but you have to admit I already do Let's just break it down to you and me uptown dancing all around till the disco ball pops but I have to be me and everyone can see your anger is misplaced 4လနဲ့6လတခါတော့ထိုးပေးရင်တော့ပိုကောင်းတယ်ဟုတ်တစ်ချက်ကြည့်လိုက်ပေါ့ Sculptra ကနောက်ပိုင်းအဲ့လိုမျိုးတခြား biostream များပြောင်းထိုးခြင်းလည်းရတယ်ဟုတ် Atrago တို့ Juby Look တို့အဲ့လိုတွေပြောင်းထိုးလည်းရတယ်ပေါ့နော်ဘယ်လောက်နေပြော result က result က10ရက်12ရက်လောက်သူငယ်တဲ့လူတွေဆို10ရက်12ရက်လောက်ဆိုစသိတာတယ်တချို့ကတော့2ပတ်ပေါ့14ရက်15ရက်လောက်မှာဒါပေမဲ့တဖြည်းဖြည်း glow လာတာအဲ့လိုမျိုးအသားကောင်းလာတယ်ဖြစ်လာနော် okay တင်ပါတယ် okay ကျေးဇူးများတင်ပါတယ်နော်